ဘာကြောင့်ဒါမဲ့အောင်မှုစားပြီးတော့သူများတွေအောင်စိတ်တည်ငြိမ်သွားတယ်တော့တဘာတရားကြီးနဲ့ထိတွေ့ပြီးငါအဲ့လောက်မလို့ငါဝီတောက်ရုံနဲ့အဲ့လောက်ပြင်းဝီတက်လိုက်ပဲလို့ငါတို့အဲ့လောက်ထိငါရောက်ပို့ပြီးလက်တည်ငြိမ်ပြီးကတော့တောက်တာလေးဆက်သွားတယ်မပြေတော့မပြေတော့ပုံမှန်လိုဖြစ်သွားတယ်ပုံမှန် connection တစ်ခုဖြစ်သွားတာဝီမတောက်ရင်ဒါပုံမှန် connection မဟုတ်တော့အဲ့လိုဖြစ်သွားမယ်တော့ပုံမှန် lifestyle တစ်ခုပဲနေ့စဉ်ဆက်လိုက်ဖွာတူပဲဖွာနေဝီရအဲ့လိုပဲကွာငါတို့ဗီဒီယိုကြည့်ရလူတွေတော့မသိငါတို့တော့အဲ့လိုမျိုးနေ့စဉ်ပုံမှန်ဖွာနေတာဝီဆက်လိုက်လို့မယ်ဆက်လိုက်တော့ရင်အဆုတ်ထိကြတယ်ဝီတော့လည်းထိတော့ထိကြမှာတော့ဝေပဲဝီဆိုတော့နော်ဆမှုဖြစ်တယ်အနံ့လေးလည်းမှုရည်ပြီးတော့ high လည်း high တယ်ဆိုတော့ဆက်လိုက်တောက်တာတော့ပိုအဆင်ပြေဒီကိုတင်းနေပါတယ်ထက်စားအေးခုနဝီတိတ်ခါချတယ်စောက်ပြင်းနေဆိုအဲ့လိုကောင်ရှိအဲ့လိုကောင်ကြီးကြောင်းပဲဝီလောကမှာအေးဘောဝီလောကမှာဒီကောင်ကြီးရက်တိလို့မရတဲ့အကြောင်းလေးရတယ်အဲ့လိုကြောင်းဝီတိတ်ခါချဝီကသူ့တိတ်ခါကိုချတယ်လို့ဟိုပြန်ကြည့်ပါတော့မချစ်ဝီကပြန်ချစ်တယ်ဆိုတော့ရှိဝီရဲ့ blessing ကိုပြန်ခံစိတ်ဝင်စားဖို့ပေါ့ deep ဖြစ်တယ် so deep ဝီကိုစက်မှန်လာချက်ဝီရလည်းပြန်ချက်လို့လေဆရာဘူးပြီးတော့လည်းဝီကချေရအောင်